မင်္ဂလာပါကျွန်တော် channel ရဲ့ကာကွယ်တဲ့ application တော့အစီအစဉ်ဆွဲအောင်ပထမဆုံးလည်းဒီ user နဲ့ပုံစံလေးကိုကျွန်တော်ဘယ်လိုတွက်နိုင်အောင်လုပ်မလို့ကျွန်တော်အနေနဲ့ဒီတိုင်းတွက်ကြည့်အောင်TNနဲ့ပေါင်းတော့3တော့0နဲ့4နဲ့မြောက်တော့အဖြစ်0ပဲရပါတယ်ဒီပုံစံရမ်းလွယ်ပါတယ်ဒါပေမဲ့ကဏ္ဍပေါင်းစံတွက်ကြည့်တော့ -9 ရနေပါတယ်ဘာလို့ -9 ရတာလဲစနစ်ကဘာကြောင့်ဒီဖြစ်ရတာဘာကြောင့်လဲဆိုတော့တွက်တဲ့စနစ်မှာ operator ဦးစားပေးစနစ်ရှိပါတယ်ဒီမှာ by operator ဆိုရင်မြောက်ကရင်လုံးမှာပါကျွန်တော်တို့လက်တွေ့လိုက်တော့ကြည့်ပါ3မြောက်လေးဆို3လေးစနစ်ဆိုစနစ်ရမယ်အဲစနစ်ကနှုတ်စနစ်ရမယ်နှုတ်စနစ်ကိုဒီနှစ်နှုတ်လိုက်တော့ကျတော့10ရမယ်10ကို plus 1ဆိုတော့ -9 ရမယ်တောင်မိတ်ဆွေဖုန်းနဲ့ကောက်ဝေးတာမှလက်တွေ့ရှင်းကြည့်ရပါတယ်အဲဆိုရင်ကျွန်တော် square နဲ့ဘယ်လိုဆွဲကြမလဲဒီပုံစံလေးကိုဘယ်လိုတွက်ကြည့်ကြရင်ကောင်းမလို့ကျွန်တော်ကွန်ပျူတာအကနေရလာပြီဆိုလို့ရှိရင်ပြင်ဘက်ကစာသားအနေနဲ့ရလာမယ်အဲ့ဒါဘယ်လိုတွက်ကြမလဲဘယ်နဲ့လေးကြည့်လို့အောင်စာနဲ့ထပ်ဖြည့်ရမယ်ဒီပုံစံလေးကိုလေ့လာကြည့်ပါကဏ္ဍလုံးရည်တွက်နေရှိကြည့်လိုက်မယ်ဆိုရင်၄လုံးရှိပြီး operator နဲ့ကျင်၃လုံးရှိပါတယ်ကျွန်တော်ဒီချက်ကိုဦးတည်ပြီးတော့ calculator application ဆွဲကြမယ်ကျွန်တော်တို့ကန်ကောင်းတာဒီရင် calculator application မှာကျွန်တော် UI လေးပြင်ခဲ့တယ်အဲ့တော့တခြားစာတွေဘာစာမှမဝင်တော့ဘူးကျွန်တော် operator နဲ့နံပါတ်တွေပဲတီးတန့်ဝင်လိမ့်မယ်ဟုတ်ပါပြီကျွန်တော် idea လေးကိုခဏထားအောင်ကျွန်တော်နေဒီရဲ့ပုံစံဘယ်လိုတွက်မလဲဆိုတော့ပုံစံဆိုမှကျွန်တော်ကိန်းကန်းတွေဝင်လာမှာဆိုတွက်လို့ရရင်ကျွန်တော်ဘယ်လိုတွက်မလဲဆိုတော့ list အနေနဲ့ခွဲထုတ်လိုက်မယ်ပထမဆုံးအနေနဲ့ number list operator list ဆိုပြီး list နှစ်ခုခွဲထုတ်လိုက်မယ်ဒီလိုသူ့ရဲ့သက်ဆိုင်ရာပေါ်လိုက်ပြီးတော့ကျွန်တော်တို့ list ကို position လိုက်တက်လိုက်တတ်မှတ်လိုက်မယ်0 1 2 3ဆိုပြီးတော့သူ့ list နေရာပေါ်လိုက်ပြီးတော့ကျွန်တော် list ထဲကိုထည့်ကြမယ်အဲ့ဒါကိုဒီနေ့မှာဆွဲပြမယ်ဖြစ်ပါတယ်အားကြောင့် video လေးကိုဆုံးထိကြည့်ပြီးအားလုံးကိုတောင်းဆိုပါတယ်ကျွန်တော်တို့ project file ရောက်သွားအောင် file ထဲမှာကျွန်တော် list string နှစ်ခုတည်ဆောက်မယ် list string list ထဲကကျွန်တော် string လို့မှာပါ number ကျွန်တော် number list လို့ပဲပေးလိုက်မယ် number list နောက်တော့ operator list operator list ကျွန်တော် mob block တည်ဆောက်မယ် mob block အောက်ကဖုန်းပုံစံလေးကိုနှိပ်လိုက်ပါဒီနာမည်ကိုကြိုက်လို့ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်က list creator လို့ပေးလိုက်မယ်အဲဆိုတော့ list တွေကိုဖန်တီးပြီးမှာမလို့ operator ရယ်ပြီးတော့ number အဲ့ list ကိုဖန်တီးပြီးမှာဆိုတော့လေကျွန်တော် list creator လို့ပဲပေးလိုက်မယ် creator ပြပကနေ argument အနေနဲ့ string တစ်ခုယူပါမယ်စာရောင်းတစ်ရောင်းယူမယ်စာသားကျွန်တော်စာသားယူမှာဆိုတော့အဲ့စာသားကိုကျွန်တော် text လို့ပဲထားလိုက်မယ်ဒါကမတူလဲကိစ္စမရှိပါဘူးဒါပေမဲ့ဘယ်လိုပုံစံတူလိုက်တော့ခံမှာဆိုလို့ဒီအရင်လေးပဲလုပ်လိုက်ကျွန်တော်ဒီထဲမှာစာသားကို list ကိုနှစ်ပိုင်းဖြတ်မယ်ကျွန်တော် operator list ကအဲ့ number list ကနှစ်ပိုင်းဖြတ်ကျွန်တော်ပထမဆုံးနေဒီထက် block တွေကိုစိတ်လိုက်မယ်ဒီ calculator တွေကဒီ on touch ချင်းရတဲ့ကျွန်တော်ဖြတ်လိုက်မယ်ဒါကြတော့ calculate ကျွန်တော် calculate လို့ရေးထားလိုက်မယ် calculator ရှာပြီးကျွန်တော်နောက်တစ်ခုကကျွန်တော်ညီမရေးက idea block ရဲ့ဟာကိုစိတ်ရမယ်ကျွန်တော်ဒီဘက်ချက်မှာစိတ်လိုက်မယ်ကျွန်တော်ဒါကိုညီမရေးလို့ပဲထားလိုက်မယ်ပြီးရင်ဒါလည်းပြန်ဖြတ်မှာဆိုတော့ခဏယူတော့မယ်နိအဲအောင်စိတ်တာဒါဖြုတ်ပြီးကျွန်တော်ထွက်လိုက်မယ်ကျွန်တော်ဒီညီမချင်းကိုပြန်တဲ့အချိန်မှာ list creator list တွေကိုဖန်တီးပြအောင်ကျွန်တော်လိုချင်တယ်ကျွန်တော်ဒီညီမချင်းနဲ့ကျွန်တော် on click ထဲကိုသွားမယ်ဒီမှာကျွန်တော်ဖန်တီးတာအဲ Sona mob block တွေကဒီမှာ list creator ဆို block လေးရှိတယ်အဲ block လေးကိုပြန်ဆွဲထုတ်လိုက်ပြီးဆိုရင်ကျွန်တော် tab view ရဲ့စာထဲမှာ tab view ရဲ့စာခါကိုလို့ရေးထား editor ရဲ့စာရှားကြီးကျွန်တော်ဒီလောက်ဆိုရင် mob block ဆွဲလို့ရပြီစာဆွဲမယ်ကျွန်တော် event တွေက
မောဘလော်တွေကိုကျွန်တော်သွားမယ်ဒီဒါ list နှစ်ခုဖန်တီးပြင်မှာကျွန်တော်ပထမဆုံးနေဒီထဲကိုကျွန်တော် connection လုပ်မယ်ကျွန်တော်စစ်ဆေးဖို့အတွက်မောဘလော်ကိုထပ်ဆောက်လိုက်မယ်ကျွန်တော် close နေဒီထဲကစာရဲ့ဒီရှေ့နားလေးရဲ့စာကိုပြောက်ကျွန်တော်ဒီ number ရဲ့ဒီရှေ့ဘက်ကဒီပုံမှာလည်းပါတယ် number ရဲ့ရှေ့ကကျွန်တော်ဒီ tab လေး tab မှာပြရတဲ့ဟာကိုကျွန်တော်ယူလိုက်မယ်ကျွန်တော်ဒီမှာပဲခဏဆက်ထားမယ်ကျွန်တော် if ကိုသုံးပြီးတော့ဒီ if ကျွန်တော် connection ဖန်တီးမယ်ကျွန်တော်ရှေ့ဆုံးက number ကိုရှာဖို့အတွက်ဆိုတော့ကျွန်တော်တရားကိုဒီမှာတက်ထားရမယ်ထွက်လိုက်မယ်အဲဆိုရင်ကျွန်တော် overload ပဲတက်ထပ်ဆောက်အောင်ကျွန်တော်ဘာလို့ overload ထပ်ဆောက်လဲဆိုတော့ connection တွေရဲ့စစ်ဆေးကိုလေအဲကျွန်တော်ဒီက operator လို့ပဲပြလိုက်မယ်ကျွန်တော်ဒီ block ကကျွန်တော် return type ကboolean ပေးမယ်ဘာလို့ကျွန်တော် connection တွေသုံးမှာဖြစ်တယ်လို့ boolean မှာရမယ်တခြားတွေလည်းရပါတယ်ကျွန်တော်ဒါပေမဲ့ခုလုံးစံ boolean နဲ့သုံးမှာရမယ်အဲ့ဒီ boolean ဘာလုပ်မလဲဆိုကျွန်တော်ရှေ့ဆုံးကနေပုတ်စာတစ်ခုလာပြီဆိုရှေ့ဆုံးကကျွန်တော်အပေါင်းလားနှုတ်လားမြောက်လားစားလားကျွန်တော်မသိဘူးလေမသိဘူးအဲ့ဟာကိုခံမှမှုအတွက်ရှေ့ဆုံးမှာအပေါင်းဆိုရင်ဒါကဘယ်လိုပြော true ပြောကျွန်တော်အပေါင်းဆိုပြီး select မှတ်လိုက်လို့ရတယ်ကျွန်တော်ဆက်ပြီးတွက်လို့ရတယ်ဗျာကျွန်တော် first operator လို့ပေးလိုက်မယ်ဒီ block လေးကိုကကျွန်တော်အပြင်ဘက်ကနေnumber ယူမယ် number ဘယ်ရလာတဲ့ number ဆိုကျွန်တော် index or ကနေရလာတဲ့ number ဗျာကျွန်တော်အပေါင်းပါလားအဲ့အပေါင်းကရှေ့ဆုံးပါလားအဲ့ကိုစစ်ဖို့အတွက်ဗျာအဲ့တော့ကျွန်တော် closing op1 လို့ကျွန်တော်ပေးထားမယ်ပြီးတော့ label တက်မယ်ဒီကိုကျွန်တော် first လို့တက်လိုက်မယ်ရှေ့ဆုံးမှာရှိရ first ပထမဆုံးလုံးပြီးတော့ကျွန်တော်နောက်ကပေါင်းတော့မြောက်စားချင်းရှာဆိုတော့5ခုပေါ့ ob2 3 4 5 okay နောက်ကပေါင်းတော့မြောက်စားကျွန်တော်အဓိကဗျာရှေ့ဆုံးကဘာ operator ရှိလဲဆိုတာသိကြတာဗျာဒီ operator ပြီးတော့ -1 ဖြစ်ဘူးဆိုလို့ရှိရင်ဒီ operator ပါတယ်ပြီးတော့တခြား operator တွေထက်ဘယ်လိုပြောမလဲလက်နှိမ့်နေမယ်ဆိုလို့ရှိရင်လက်ဘယ်လိုပြောပိုးကြီးနေမယ်ဆိုလို့ရှိရင်ဗျာအဲ့ဟာနောက်ကဟာအဲ့တော့ရှေ့ဆုံးကဟာကိုယူချင်တာဗျာရှေ့ဆုံးက operator ကိုကျွန်တော်ယူချင်တာအငယ်ဆုံးလည်းဖြစ်ရမယ် y နဲ့ -1 လည်းမဖြစ်အောင် -1 ဆိုတော့မပါဘူးဆိုရင်ကျွန်တော်အဲ့ inter or ဆိုတော့ဘယ်လိုက -1 ပေးရဗျာပါတယ်ဆိုရင်ကင်းကင်းနန်းပေးရဒါပေမဲ့တခြား high လည်းမပါဘူးဆိုလို့ရင်ကျွန်တော်က -1 လာနိုင်တယ်ဒါပေမဲ့အဲ့ဟာဒီအကုန်လုံးနဲ့ပါရဆိုတော့မှအနိုင်ဆုံးဖြစ်နေရမယ်အားကြောင့်ကျွန်တော် fast ရဲ့ဒီ op1 ဆိုတော့ i operator 1နေရာမှာကျွန်တော်တို့ထားပြီးစစ်မယ်ဒါအများကြီးဆက်ရမှာဆိုတော့ဒီလို block လေးလို့ပို့လို့ရပါဒါတကယ်ကြတော့မှတ်တတ်ပါဗျကျွန်တော် Java သင်လို့ရှိရင်ဒါလေးရှင်းပြပေးမယ်ခုလောဆယ်လောက်ထားတာ op1 က -1 ထိကြည့်ရမယ်ပါရမယ်ပေါ့ဗျာအဲ့တော့ပြောပါရဆိုတော့မှ op1 က op2 ထိုင်ငယ်ရမယ်ကျွန်တော်ဒုတိယမြောက်နေရာမှာစစ်တဲ့ဟာတက်တော့ငယ်ရမယ်အကုန်လုံးနဲ့မှငယ်ဆုံးဖြစ်ရမယ်ဗျာအဲ့တော့ op1 op2 op3 ကျွန်တော်5 D ရှိမှာဘာလဲဆိုတော့အပေါင်းနှုတ်မြောက်စားကျွန်တော်စားချင်းစားတော့ဆိုတော့5လုံးရှိတယ်လေအဲကြောင့်ဒါပဲကျွန်တော်ပွားလိုက်မယ်ဒါ op3 ဒီဘက်ချာ4နောက်တစ်ခုက5 operator 5ဒါကျွန်တော် enter on နဲ့တွဲတော့မှာ enter on က number return ပေးတယ် number ကိုသူကပြန်ပေးတယ်ဗျာဒါကြ boolean တခါလေးပေးတယ်အဲ့တော့ကျွန်တော် model ထဲမှာတုံးမယ် i connection ကျွန်တော်ဒီ model ဆောနာလောက်တာ model ဆောနာဟာလေးဒါစမယ်ဆိုရင်အများကြီးဖြစ်နေမှာလေဟိုဟာတခုပြောင်းလိုက်တဲ့နဲ့တော်တော်များများပြောင်းသွားတယ်ဆိုတော့အများကြီးပုံမြင်တယ်ပြီးတော့ကုတ်ကိုထပ်ခါသုံးပါဆိုတော့ဒီလိုမျိုး function လေးဆိုရတာပိုကောင်းတယ်ကျွန်တော် inter ပေါင်းရှေ့ဆုံး
ကျွန်တော်တက်ထဲရလာကျွန်တော်ဒီအပေါင်းပါလားဆိုတော့ကျွန်တော်ဆင်မယ်ဘာလို့ဆိုတော့ဒီအပြင်ဘက်ကတောင်းထားတဲ့ test ထဲကဆင်မယ်အပေါင်းပါလားအပေါင်းရဲ့မဟုတ်တန်နံပါတ်ကဘယ်လောက်တော့ဘယ်လိုဆင်မှာဒါကြတော့အနောက်ရဲ့တန်ဖိုးကဘယ်လောက်တော့ပေါ့ကျွန်တော် test ထဲမှာကျွန်တော်အပြင်ဘက်ကနေရလာတဲ့ test ထဲကအဲ test ထဲမှာပါလားပေါ့စာသားထဲမှာပါလားနောက်တစ်ခုအစာနောက်ဆုံးတော့စာကျင်းရှာစာကျင်းဆိုကျွန်တော်ပါစမ်းမထားလိုက်မယ်ကျွန်တော်မောဘလော်ထဲမှာပါကျန်သေးကိုသွားကြည့်အောင်ကျွန်တော် fast operator ဆိုတဲ့ဒီ method တွေကဒီ mobile တွေကကျွန်တော်ကြံသေးရင်သူကဒီ OB2 ဆိုတာဗျာကျွန်တော်ဟိုချမ်းမှာသုံးခဲ့တယ်ဒီအပေါင်းအနှုတ်တို့အမြောက်တို့အစားတော့လေအဲ့ဒီမပေါ့ဆိုရင် -1 ပြန်ပေးရဗျ -1 ဆိုရင်တော့ true ပေးရမယ်အားကြောင့်ညီမချင်းကျွန်တော် on နဲ့ဆက်လိုက်တယ်-1နဲ့ညီလား-1နဲ့ညီရင်ဖြစ်စေဒါမှမဟုတ်အဲ့ပထမဆုံး first operator ဆိုရက် IOP1 ထိုင်ငင်းဖြစ်စေမှန်တယ်ဗျာဒီ connection true ပေးလိုက်မယ်အဲ့လိုမျိုးလုပ်မယ်ကျွန်တော်ဒီ OP3 ရောမပါနဲ့ဒါပေမဲ့ပါဆိုလို့ရှိရင်ဘယ်ဟာပဲဖြစ်နေပါစေ OP1 ထည့်ကြည့်ရမယ်ဘယ်ပဲဖြစ်ဖြစ် OP1 ထည့်ကြည့်ရင်ကြည့်ဒါမှမဟုတ် OP3 ကမပါဘူးဆိုတော့တင်ဒါ-1ဖြစ်နေရမယ်ကျွန်တော်ကျန်တဲ့ဟာလည်းအဲ့လိုမျိုးပဲလုပ်အောင်ပါကျွန်တော်ဒီဟာကိုလည်းထပ်ပြီးဆက်လိုက်မယ်ဒါပေါ်လိုက်မယ်ကျွန်တော်အောက်က all operator ယူလိုက်မယ် all operator ဒီပဲပြီးနာလေးကိုကျွန်တော်ညီမချင်းထည့်လိုက်မယ်ဒီကိုညီရမယ်တော့မပါဘူးဆိုလို့ရှိရင်-1နဲ့ညီရမယ်မပါဘူး-1ဒါမှမဟုတ်ပါရင်လည်းငင်ရမယ်နောက်တစ်ခု all operator တစ်ခုမဟုတ်တစ်ခုနောက်တစ်ခု-1 OP5 တော့ဒါဝဲထည့်လိုက်မယ်ရပြီအဲ့ဆိုရင်ကျွန်တော်ဒီဘက်ရှမ်းဟာအကုန်လုံးအဆင်ပြေသွားပြီကျွန်တော် application ကိုအစမ်းလေး run ကြည့်အောင်ခုလုံးစင်လောက်ထားတဲ့ပုံစံက IOP1 က-1နဲ့ကြည့်ရမယ်ဒါမှမဟုတ်တခြား operator တွေထက်ငင်ရမယ်မပေါ့ဆိုလို့ရှိရင်-1ဆိုလို့ရှိရင်လည်းရတယ်အဲ့လိုမျိုးခုလုံးစင်အဲ့လိုရေးထားပါဒါနဲ့ဒီလို return plot လို့အဲ့လို connection မဖြစ်ဆိုဒီ diploma 2တွေကဒီmost တဲ့နေရာဒီ building plot ဆိုတာလေးဖွင့်ထားလိုက်ဖွင့်ပြီးကျွန်တော်ဒီပြင်ဘက်ကိုတစ်ချက်လောက်ထွက်လိုက်ကျွန်တော်ဒီလေးအဲ့လိုထွက်လိုက်ဗျာထွက်ပြီးပြန်ဝင်ပြီးဆွမ်းနာအဲ့နေရာကိုကျွန်တော် connection ပြန်ဖွင့်ကြည့်လိုက်အဲ့ထက်မှအဲ့လိုဒီလိုမျိုးပေါ်လာလိမ့်မယ်ကျွန်တော်ခုလုံးနဲ့ list create ကိုပြန်သွားမယ်အဲ့ list create ကကျွန်တော်ဒီစာသားဒီလိုပြမယ်ဒီပေါင်းနှမျိုးစာတိုင်းငင်ရမယ်ဒီအပေါင်းကမပေါ့ဆိုရင်-1မဖြစ်ရဘူးအဲ့လိုမျိုးကျွန်တော်ဟိုဘက်ချက်မှာမှတ်တဲ့ထဲမှာဆက်ထားတယ်ဟိုလိုကျွန်တော်ဒီ dash view ကကျွန်တော်800စာသားဝယ်ပြမယ်ဗျဒီနောက်ကဒီ block ဖြစ်လိမ့်မယ်ဒီနောက်က block မပေါ့ဒါနောက်ကစာ chain operator အပေါင်းရဲ့နောက်ကစာဒါဆိုရင်ကျွန်တော်အပေါင်းပါမယ်အပေါင်းရှေ့ဆုံးကပါတယ်မယ်ဆိုတော့ကျွန်တော်အတိအကျသိကျွန်တော်ဘော connection မှန်တာဖြစ်တဲ့အတွက်အဲ့နေရာကိုရောက်သွားမယ်ဟောကျွန်တော်ဒီရာကိုကျွန်တော်အပေါင်းရဲ့နှုတ်ကဲဆိုတော့ခုလောက်ခုလိုနဲ့ပွားထားလိုက်မယ်ပြီးကြမှာကျွန်တော်အဲ့ထပ်ဆန်းကြည့်မယ်ကျွန်တော်အခုလိုဒါနှုတ်ကျွန်တော်ဟိုချမ်းဒီနှုတ်မှာအပေါင်းထည့်လိုက်မယ်ဘာဆိုတော့ဒါနှုတ်ကိုစစ်တာမလို့နှုတ်ပါလားအပေါင်းမြောင်စာကျင်းရှာတာပေါ့ဗျာလောစင်တလောက်ပဲကျွန်တော်အပေါင်းနဲ့နှုတ်နဲ့ပဲစစ်ပြီးတော့အရှိရစာပြမယ်ကျွန်တော်ဒီတိုင်း run ကြည့်မယ်စင်ပြီးဒီ
ဒီ on-click ထဲမှာကျွန်တော်ဒီအောင်ခေါ်မယ်ခေါ်ပြီးသားထားလိုက်ပါကျွန်တော် install လုပ်လိုက်မယ် update ကျွန်တော်ဖွင့်ကြည့်အောင်ကျွန်တော်ဒီစာကိုနောက်အပေါင်းဒီမှာရင်းနေပဲ88ရှိရစာပြရတယ်ခုလောဆယ်နော်ခိုင်းထဆန်းကြောင်းအမှန်နဲ့တော်ရင်ဖြတ်ပြီးနောက်တစ်ခုရေးကြည့်မယ်နောက်အဲရက်သွားကျွန်တော်ထွက်လိုက်တာမဟုတ်ဘာရအောင်မသိမိုင်းနဲ့ဟိုနဲ့ကျွန်တော်တခုလွှဲနေတယ်ဗျကျွန်တော်ဒီ connection မှာတခုမပါတော့သွားစမြင်တယ်ဟိုတော့ကျွန်တော်ဒီကဆွမ်းစာသွား6လုံးဆို6လုံးဖြစ်နေခဏလေးသူကတော့ညီရမယ်မိုင်း1နဲ့ညီရမယ်ဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်ရေးလိုက်မယ် GOB1 ကမိုင်း1နဲ့ညီမယ်ကျွန်တော်ကနောက်ခံလိုက်မယ်အဲ့ဒါမိုင်း1နဲ့ညီရောဆိုရင်လုံးလုံးမယ်ကျွန်တော်အဲ့ဆိုဒီ connection လေးကမှန်းသွားလို့ထင်ပါတယ်ဟုတ်ရပြီဒါတော့ဆိုအဆင်ပြေပြီမော်ဒယ်အကြောင်းမရှိဘူးထင်တာပဲကျွန်တော်ထပ်ရန်ကြည့်မယ်store ဖွင့်မယ်6နှုတ်ကျွန်တော်နှုတ်ညှိမဲရုံနဲ့အဲ့ဒါဖန်တယ်လို့တော့ဒီကျွန်တော်ခိုင်းရှာလာအောင်နော်လန်3ကျွန်တော်တရားဆိုင်ရဒီနာအဲ့ဒါနဲ့ပြကျွန်တော် testing ပြောင်းခဲ့ဦးမိတယ်ကျွန်တော်ဒီအတက်တက်ကခါကွဲတက်မဟုတ်ကျွန်တော်အပြင်ဘက်ကရလာတဲ့အဲ့ကစားတော့ပြန်ပြမှာရှာပြီးကျွန်တော်တစ်ချက်လောက်ပြန်ထွက်လာမယ်ကျွန်တော်ဘလော့ရှင်းတော့ကျွန်တော်ဒီက -1 ထည့်ရမယ်ကျွန်တော်ဒီလောက်ဆိုမမရှိတော့လို့ထင်ပါတယ်ကျွန်တော်အဲ့တော့ပွားလိုက်မယ်တော့နှုတ်အဲ့တော့ဒါအမြောက်အဲ့ဒီပချာဒါပေါင်းမဟုတ်ဒါအမြောက်ရှိရင်စာရဲ့ရှိဘက်ကစာအမြောက်ဒီအောင်ဆုံးကြတော့အစာတော့နှုတ်မဟုတ်တော့ကြအစာရဲ့ရှိရစာကျွန်တော်ဒါကြတော့ကျွန်တော်အစာကိုစင်ပါဖြည့်ဆုံးမှာအစာပါလာပေါ့အစာအဲ့ကျွန်တော်ဗာကြောင်းတော့တော့ဒီညအတားစားမဟုတ်စားနေပါအပေါင်းတယ်ပဲပြောဒီဘောကြတော့အမြောက်ကျွန်တော်ဒီအမြောက်နေမှာအပေါင်းတယ်ပဲဘာလို့ဆိုပေါ်ဆုံးအပေါင်းဟာကိုကျွန်တော်ပွားလိုက်တယ်လေအဲ့တော့အပေါင်းနေပါကျွန်တော်လူချင်တဲ့အပြန်ထည့်ဒါစားမဟုတ်အပေါင်းအဲ့ဒီအဆန်ကျွန်တော်ရှေ့အစားယူလို့ရပြီ power operator လာတာ operator brand လုံးဝထက်ရှေ့ဆုံး operator ကိုကျွန်တော်ယူလို့ရတယ်အဲ့တော့ operator ပုံမူတည်ပြီးသူ့ရဲ့နောက်ကစာကိုကျွန်တော်ဖြည့်ယူလို့ရတယ်ရှာရင်ကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော်ဆက်ရှင်းမြောက်ညီမချင်းကျွန်တော်ဗာရဲ့ရှေ့ဆုံးအစာပေါ်ပါတယ်နောက်တစ်ခုအစာမှန်တယ်မှန်လေးရနောက်တစ်ခုကျွန်တော်ထပ်ပြီး6ဆန်းကြည့်မယ်โอเคအဲ့ဆိုကျွန်တော်ရှေ့ဆုံးအစာကိုတော်လေးကြိုက်လို့ရနေပြီဖြတ်ထုတ်လို့ရနေဘာနဲ့ဖြတ်ထုတ်လို့ရတယ်မြောင်းလေးဖြတ်ထုတ်မလားဒီလိုပဲနှုတ်လေးဖြတ်ထုတ်နှစ်ခုပါလေဘာမှမထူးရှေ့ဆုံး operator ဝက်ထောက်ပြီးတော့ဖြတ်ထုတ်သွားမှာပဲနှုတ်ဆိုရင်နှုတ်နှစ်ခုပါလဲဘာမှမထူးဆုံးနှုတ်နဲ့မြောင်းနဲ့ထားရမယ်ဘာပြုတ်နေလဲဘလို့ထားတာရှေ့ဆုံးက operator ဝက်ကျွန်တော် select မှတ်ပြီးတော့
minor နဲ့စာဆိုတည်ပြီးတော့ minor နောက်ကစာကိုဖြည့်ယူပါတယ်အဲ့တော့ကျွန်တော်ဒီပုံစံကိုအဓိကထားပြီးတော့ကျွန်တော် list ထဲကိုထည့်မယ်မမီဆိုတော့ list ထဲကိုထည့်မယ်ကျွန်တော် list string ကျွန်တော် list ထဲကိုအပ်ထည့်မယ်ဘယ်စာလဲဆိုတော့အဲ့အပေါင်းဆိုပေါင်းရရှိရစာအဲ့အောင်ကျွန်တော် number list ထဲကိုထည့်မယ်ကျွန်တော်ဒီဟာကိုဖြုတ်လိုက်မယ်ပြီးတော့နောက် list ကျွန်တော် list string တခုထည့်ရမယ်ဘာလို့လဲဆိုတော့ဒီက operator အနေနဲ့အပေါင်းကိုထည့်မယ်ပေါ်ဆုံးအပေါင်းဆက်လိုက်လို့ရှေ့ဆုံးအပေါင်းဆိုတာကျွန်တော်သိပြီးအပေါင်းယူပြီးတော့ ODB တွေ့ရနောက်ကစာကိုကျွန်တော်ယူလိုက်တာအဲ့တော့ဒါကိုအပေါင်းနဲ့အပ်လိုက်မယ်အဲ့လိုမျိုးကျွန်တော်အပေါင်းရဲ့ share စာကိုယူရပြီးတော့အပေါင်းဆိုကျွန်တော် operator list ထဲမှာအပ်လိုက်မယ်နောက်နှုတ်ဆိုရင်နှုတ်နေကျွန်တော်အပ်လိုက်မယ်ကျွန်တော်အဲ့ရုပ်ထက်ခါတုံးလာဆိုတော့ကျွန်တော်ကုတ်တည်းပွားနေအဲ့လိုမျိုးမကောင်းဘူးကျွန်တော်ဒီအောင်စီထားတယ်မယ်မောဆိုပြီးကျွန်တော်မောတော့အသေးထပ်ဆောက်လိုက်မယ်အဲ့ဒါကျွန်တော်မောတော့ဆောက်လိုက်မယ်ကျွန်တော် pronoun ကို list make လို့ပြလိုက်မယ် list make တော့လောက်ပဲလုပ်ပြပါကျွန်တော် return မတောင်းဘူးပြပြင်ဘက်ကနေစာသားယူမယ်စာသား operator အနေနဲ့ operator အရင်ဆုံးယူမယ်ကျွန်တော် op here လို့ကျွန်တော်ထားလိုက်မယ်အဲ့လိုက်ပြီးဒီပေါ်က operator ဆိုတော့ကျွန်တော်ယူမယ်ပြီးတော့နောက်တစ်ပါယူမလဲဆိုတော့ data အနေနဲ့ရှိရစာပေါ့ i operator ကို ODB ဖြတ်မယ်ကျွန်တော် test ဆိုတာယူမယ်ကျွန်တော်1နဲ့2အောင်ထားလိုက်မယ်ဘာလို့ဆိုတော့နောက်တစ်ခါထပ်လုံးနေအောင်မလို့ကျွန်တော်ဒီထဲသွားမယ်ကျွန်တော်ဒီဘက်ကစီးရဲ့မောဆိုရင်ဆောနာဟာလေးပြောင်းရကျွန်တော်ဒီ test ဆိုတဲ့ဟာနဲ့ဒီလိုပဲဆိုကျွန်တော်ဒီ operator ကိုကျွန်တော်ထားမယ်ကျင်း operator ကျွန်တော် operator နဲ့ကျွန်တော်ဒီနေရာမှာထားပြီဒီ test ကပြန်မထည့်လေကိစ္စမရှိဘာလို့ဆိုတော့ပေါ်တူတူပဲပေးခဲ့ပြီးတော့တူတူပဲဒီ underscore test တူတူပဲအဲကျွန်တော်ပြန်ထည့်အောင်မလို့အဲဆိုရင်ကျွန်တော်ထပ်ပြောင်းနေမလို့တော့ကျွန်တော်တစ်ခုပြောင်းလိုက်တယ်နဲ့အကုန်လုံးပြောင်းသွားမယ်ကျွန်တော်ဒီ list creator ကိုပြန်သွားမယ်ကျွန်တော်ဆိုတော့ဒီအောင်မတော့တော့ကျွန်တော်ဒါကိုပြန်ထုတ်လိုက်မယ်ဒီကကျွန်တော် mobile တဲ့ဆိုတော့ list make ကိုသုံးမယ်အဲ list make ကရှေ့ operator ကိုယူမယ်နောက်က attach ကိုယူမယ်ရှေ့ operator အပေါင်းယူမှလည်းဆိုအပေါင်းယူမယ်နောက်ကကျတော့စာရဲ့နောက်ကတွေ့အောင်အပေါင်းဆိုအပေါင်းရဲ့နောက်ကစာကိုသွားဖြည့်ယူမယ်စာဖြည့်ယူမှာဒီထဲမှာလုပ်ပြီးသားတယ်ဟုတ်တယ်ကျွန်တော်အပေါင်းလို့ပြောလိုက်ပြီဆိုရင်တော့အပေါင်းရဲ့ရှေ့စာကိုဖြည့်ယူသွားလိမ့်မယ်အဲကျွန်တော်ကစာကိုဒီတိုင်းနဲ့ထည့်ပေးလိုက်အောင်မယ်ဟုတ်ကဲ့ကျွန်တော်ဒီ test ကိုထားလိုက်မယ်အဲကျွန်တော်ဒီဟာလေးကိုကျွန်တော်ဒီမှာတက်ပြလို့3ခါမှပြောင်းနေပါဆိုလို့ရှိရင်ကျွန်တော်နှစ်ခု3ခုပြောင်းနေရမယ်ကျွန်တော်ဒီဟာလေးနဲ့တောင်းလိုက်လို့ကြာတခါလေးပြီးရောမောဘလော့ရဲ့ကြိုးကျေးဇူးပဲကျွန်တော်ကုတ်တွေကအဲ့လိုအများကြီးပွားနေမကောင်းအဲ့လိုတမျိုးလေးကိုပဲ3 4 5ကလို့ပွားတာမကောင်းဘူးဗျအဲ့လိုမတိုက်ကလေးတောင်းလိုက်ပြီးရောတခါပြီးရောမောဘလော့လို့ပဲပြောမောဘလော့ပေါ့ဒါကြတော့နှုတ်ကျွန်တော်ဒီအနှုတ်လို့ပြောင်းလိုက်အောင်မယ်ကျန်တာအကုန်သွားအော်တိုပြောင်းပြီးသွားမယ်နောက်တစ်ခုဒါအမြောက်ဒီဘက်ကအမြောက်တော့ပေါ်လိုက်မယ်ဒါအစားအဲ့ဆိုကျွန်တော်3 4ခုလောက်လိုက်ပြောင်းနေမလို့တော့အော်တိုပြောင်းသွားကျွန်တော်ပေါ်ပူလီယန်လည်းအဲ့လိုပဲကျွန်တော်တော်တော်များများပြောင်းဖို့တက်သွားတော့ခုနကဗီဒီယိုတော့ရှင်းနေကျွန်တော်ဒီရောအဲ့လိုတက်ပြီးသုံးမယ်ဆိုတော့ကျွန်တော်3ခုလောက်ပြောင်းနေမှာတွေ့လားစဉ်းစားကြည့်ကျွန်တော်ခဏလေးပြီးသွားပြီကျွန်တော်နေဒီအန်ထားကြမှာဆိုတော့ဒီlist ကပြောင်းသွားလားပြောင်းမသွားလားမြင်ရမှာမဟုတ်အဲ့တော့ကျွန်တော် test view မှာပြမယ်
အဲ့ dash view ထဲမှာကျွန်တော် join လိုက်မယ်ကျွန်တော် power select and join လိုက်မယ်အောက်တစ်ချောင်းဆင်းပေါ့ဗျာအောက်ကိုတစ်ချောင်းဆင်းမယ်ပြီးကျွန်တော်ဆွမ်းအားလောက်တဲ့အဲ့ list string ကိုပြမယ် number list ကနောက်တစ်ခုက operator list ဒါပဲပွားလိုက်မယ်ဒါ operator list အဲ့ဆိုကျွန်တော်အပေါင်းပါဆိုရင်ကျွန်တော်မြင်ရမယ်ပေါင်းတစ်မျိုးရဲ့တေချာမမြင်အောင်ကျွန်တော်အနှုတ်ထားအနှုတ်ဝထည့်လိုက်မယ်ပေါင်းပါရဖြစ်နှုတ်ပါရဖြစ်ကျွန်တော်ဒီစာကိုမြင်ရလိမ့်မယ်ကျွန်တော်ဖွင့်ကြည့်မယ်ရှာကျွန်တော်ဖွင့်ကြည့်လိုက်မယ်56အနောက်โอเค56ကို2ကိုဝင်သွားပြီကျွန်တော်နောက်တစ်ခါအပေါင်းကိုဆက်ကြည့်မယ်ဒီဆိုရင်အပေါင်း list ထဲမှာထပ်အပ်သွားမယ်โอเคကျွန်တော်အပေါင်းနဲ့နောက်တင်ကျွန်တော်ရပြီကျွန်တော်ဒါကိုထပ်ခါလုပ်ဖို့အကြံတော့ကျွန်တော်ဒီ list create ထဲမှာကျွန်တော်ဒီ test မှာစာပြတော့ကျွန်တော်မထည့်တော့ဘူးကျွန်တော်ဒီ blog စေးထားလိုက်မယ်ဒီဖြုတ်ကျွန်တော်စေးထားလိုက်မယ်ကျွန်တော် s လို့ပဲထားလိုက်မယ်ကျွန်တော်နောက်က number ရိုက်လိုက်အဲဆိုရင်မထည့်တော့ကျွန်တော်ဒီဆိုတာပြင်ဖြတ်ဖို့လို့ကျွန်တော်မှတ်သားရှောက်လို့ရခါနေကျွန်တော်ဖြတ်ပြမှာကျွန်တော်ဒီ if ကိုသုံးမယ်ကျွန်တော်ဒီ if ကိုသုံးရရွေးချယ်ကျွန်တော်ဒီ dash ရဲ့နောက်ကစာမှာကျွန်တော်စစ်ဆေးရရှိလို့ကျွန်တော်ဒီပချမ်းဟာစာရဲ့ရှိရစာကျွန်တော်ဒါတွေ့တယ်ဒီပချမ်းကျွန်တော်ဒီဘလော့ပြန်ထုတ်လိုက်မယ်ကျွန်တော်ဒီဘလော့ဒီနောက်ဝချမ်းဒီဟာမဟုတ်ဒီနောက်ချမ်းဒီဒူနံပါတ်ဆိုဒီထက်ဒါဘလော့ရဲ့နောက်ကအစာကျွန်တော်အပေါင်းဆိုပေါင်းရဲ့နောက်ကစာပေါ့ဗျာအဲ့လိုမျိုးသူ့ရဲ့နောက်ကစာဘယ်လောက်မဖြစ်အောင်အဲ့လိုမျိုးကျွန်တော်ဆက်ချင်တာဒါ operator နဲ့ကျွန်တော်ထည့်ရမယ်ဒါ dash ကျွန်တော်ပြန်ရလိုက် dash ဒါလည်းဒီမှာထည့်မယ်ကျွန်တော်ဆွဲမြောက်ခလိုက်တော့တခုကိုဖိထားလိုက်မယ်ရပြီ dash ဒါလည်းပြန်ထည့်မယ်နောက်တစ်ခုအဲ့ဆိုရင်ကျွန်တော်အပေါင်းဖြစ်စေနှုတ်ဖြစ်စေပေါင်းရဲ့နောက်ကစားနှုတ်ရဲ့နောက်ကစားအဲ့လိုတခုဘာဖြစ်နေလဲနောက်ကစားကိုကျွန်တော်ရပြီအဲ့နောက်ကစားကျွန်တော်မညီအောင် not equal ပလန်ဖြူဗျာပလန်ဖြူဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်ဒီထက်ရှိရဲ့ list ကိုတစ်လုံးကြီးခွဲထုတ်ပြီးလုပ်မယ်ဆိုတော့ကျွန်တော်ဒီ block ဝင်ပြန်ခေါ်မယ် list creator block ဝင်ပြန်ခေါ်မယ်အဲ့ဆိုထက်ကသွားတော့လုပ်သွားမယ် list ထဲကိုသွားတော့ဇယားတွေကိုစက်တိုက်ဖြည့်တွန်းသွားလိမ့်မယ်အဲ့ဆိုကျွန်တော်လိုချင်တဲ့ list နှစ်ခုရပြီကျွန်တော်ဒီနောက်တိုင်းမှာပြင်စာကိုပြမယ်ဖြည့်ဦးအောက်က dash view ထဲမှာအဲ့ list နှစ်ခုပြမယ်โอเคစင်ပြီးထင်လာမယ်ကျွန်တော်ပြီးနောက်မှာပြထားအဲ့ dash animation လေးကနိုင်ဝက်လောက်ချိန်ယူပြီးလောက်ရတယ်ကျွန်တော် run လိုက်မယ်ဖွင့်လိုက်တော့โอเคကျွန်တော်အပေါင်းတော့ကျွန်တော်43ကျွန်တော်ရှောက်ရိုက်လိုက်မယ်ကျွန်တော်ခဏနေအများကြီးမြင်တယ်ခလို့တယ်ကျွန်တော်မထပ်သေးဘူးဗျာစားတယ် operator မထပ်ပဲတော့ဝင်ကျွန်တော်ညီမချင်းလေးကိုနှိပ်လိုက်မယ် okay ပေါင်းနှုတ်အမြောက်စား okay တွဲလိုက်တယ်ပဲကျွန်တော်လိုချင်လို့တွဲလိုက်တယ်ဝင်ပါတယ်တီးကြဝင်ပါတယ်ဒါပေမဲ့နောက်ကစားပေါင်းလာဘူး
တွေ့နောက်က number 5ကျန်ခဲ့ဟုတ်တယ်ကျွန်တော်ဒီလိုတောက်ဒီလိုဖြစ်မှာဆိုကျွန်တော်သိရင်ကျွန်တော်စားရဲ့နောက်ကပလာမဖြစ်ဘူးဆိုရင်ဒီ block ထဲမှာလွတ်လုံးမယ်ပြီးကျွန်တော်အထင်းမှာထပ်ပြီးတော့တစ်ခေါက်ဆက်လိုက်မယ်ကျွန်တော် if as ကိုသုံးပြီးဆက်လိုက်မယ်စားထဲမှာပေါင်းလုံးမြုံစားဒီ block ပြန်ဆွဲတော့မယ်ကျွန်တော်ဒီတွင်းနဲ့ဟောက်ပေးလိုက်မယ်ကျွန်တော်ဒီကျွန်တော် connection လုပ်ချင်လားပေါင်းလုံးမြုံစားကျွန်တော် on နဲ့ဆက်ထားတာဒါမဟုတ်ပေါင်းလုံးမြုံစားပါမယ်ဆိုလို့ရှိရင်ဒီ list ကိုထပ်လုပ်မယ်တက်ရှင်တော့ကစားလဲမဟုတ်ပေါင်းလုံးမြုံစားလဲမှာပါအောင်ဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့ဒါကိုဒီနေ့စာသားအနေနဲ့ app လိုက်မယ်ဒါလုံးဝစာစစ်စစ်ဆိုတာနာမစစ်ဆိုတော့တည်ကြသွားပြီဟုတ်တယ်နော်ဒီနောက်ကစာပေါင်းရင်နောက်ကစာအပေါင်းရှိသေးဆိုတော့ကျွန်တော် already တိုင်းနောက်ကစာပြောတော့ဟောဒီအရာကိုကျွန်တော်ထုတ်ဖို့မေ့ဒါလေးပြအောင်မယ်တက်စီနောက်ကကျွန်တော်ဒီရင်တော့အများကြီးဖြစ်နေနေမယ် file လေးတစ်ခုသုံးပါအဆင်ပြေလောက်မယ်ကျွန်တော်ဒါကိုအပြင်ဘက်ခဏထုတ်ထားရမယ်ဒီလိုကျွန်တော်ခဏရဒီပေါ်နာပဲထားရမယ်ကျွန်တော် file ကိုကျွန်တော်နောက်ဆုံးတက်ဆိုကျွန်တော် last test ကျွန်တော်နောက်ခံပြီးကျွန်တော် test လုပ်ဝထားလိုက်မယ်ကျွန်တော်ဒီ spring file ကိုထည့်လိုက်မယ်ဒီနောက်ကစာဆိုတာကိုကျွန်တော်ထည့်လိုက်မယ်ကျန်တဲ့ဟာကိုတော့ item မှာထည့်ပြီးဆက်မယ်အဲဆိုရင်ကျွန်တော်အများကြီးပွားနေမလို့တော့အဲ့မှာထည့်ထားတာတော့ဘယ်ရော file size ကြီးစီဗျာအလုံးမတွင်အားရဒီလိုမျိုးလေးချုံပေးရပြီနောက်တစ်ခုမြောက်ဒါနောက်စာရင်းရှာမှာပေါ့ဒါမှထားလိုက်ပါဦးကျွန်တော်ဆန်းနေဆန်းကြည့်မယ်ဒါလည်းဒီရ dash ပဲကျွန်တော်နောက်ကစားဟုတ်တယ်ဒီကလည်းဒါလည်းနောက်ကစားပဲဒါဆိုမြင်ရှင်းသွားကျွန်တော်အဆင်ပြေတယ်ထင်တယ်ရှိုက်လာမယ်ကျွန်တော် run ကြည့်အောင် install လုပ်မယ် great အဲဆိုမှကျွန်တော်လိုချင်တဲ့ပုံစံရပြီထင်ပါတယ်အဲ list ဖွင့်လိုက်မယ်ဆက်ခေါ်ကျွန်တော်ဒီမှာခဏအောင်ရှိလေးရေးလိုက်မယ်ဘောင်းနှစ်ခုထပ်ထားတယ်ထက်လည်းကိစ္စမရှိတစ်သုံးလုံးနှုတ်တစ်လေးလုံးတင်မြောက်ကျွန်တော်ရှောက်ရေးလိုက်မယ်ကျွန်တော်ခဏအောင်တော့ရှိလေးရေးခြင်းနဲ့ရှောက်ပြီးတော့စနေအပေါင်း23တော့ကျွန်တော်30ခွန်ကျွန်တော်နောက်ဆုံးမှ39ဆုံးတယ်တင်နေဆိုင်39ဆုံးတယ်တင်နေဆိုင်โอเคနောက်ကတစ်3လုံးဟုတ်တယ်တစ်လေးလုံးစနေ23โอเคကျွန်တော်ဒီမှာပေါင်းဆိုပေါင်းနှစ်ခါဆိုပေါင်းနှစ်ခါထည့်တယ်နောက်မြောက်စားနောက်ကအပေါင်းတော့โอเคကျွန်တော်လိုချင်တဲ့ list string ရပြီ list string နှစ်ခုလုံးကျွန်တော်တွက်ဖို့ပဲကျန်တော့တယ်ကျန်တဲ့တွက်ဖို့ကိုကျွန်တော်မိတ်ဆွေစမ်းပြီးတော့လုပ်ကြည့်ဖို့အင်စားပေးပါရယ်ကျွန်တော်နောက်ဗီဒီယိုကြားလို့ရှိရင်အဖြေတိုက်ကြည့်ကြမယ်ကဲပါဒီနေ့တော့လောက်ပါပဲဒီမျိုး Skyware tutorial တပေါ်ကြလဲဆိုရင်ဗီဒီယိုလေးကို like လေးနေပြီးခဲ့ပါဒီမှာတစ်ခုလို့စကားမဆက်ပြောချင်တာကကျွန်တော်ဗီဒီယိုကြည့်ကျွန်တော်မိတ်ဆွေရ channel ကို subscribe မလုပ်ဘဲနဲ့ကြည့်ရသွားကြပါရယ်
အားကြောင့် channel ကို subscribe မလုပ်သေးတဲ့လူအနေနဲ့ channel ကို subscribe လုပ်ဖို့တောင်းဆိုပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့လောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်